ကောင်းမွန်ဘဲကိတ်ကြော်ညာနဲ့တနင်္ဂနွေလုံးကပြည်သက်တွေကြားလူပြောများနေတဲ့လူရှင်တော်ခင်လိုက်သမီးသစင်ထူးမြိန်အခုတလောလူတွေကြားထဲမှာတော်တော်လေးကိုလူပြောများနေတဲ့ကြော်ညာလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကောင်းမွန်ဘဲကိတ်ကြော်ညာပါပဲ။အဆိုပါကြော်ညာကိုတော့ဝိုင်းရဟာတာတရုတ်ဆောင်လူရှင်တော်ခင်လိုက်ရဲ့တူရဲတော်သမီးသစင်ထူးမြင့်နဲ့အတူတရုတ်ဆောင်မင်းသားနေထက်တို့ကတရုတ်ဆောင်ထားတာပါ။အဆိုပါကောင်းမွန်ဘဲကိတ်ကြော်ညာမှာသစင်ထူးမြင့်ကိုယ်တိုင်ကနောက်ခံတခြင်းတိဆိုပေးထားတာဖြစ်ပါတယ်။သစင်ထူးမြင့်ဟာချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့အတူစကားပြောပုံကချစ်စရာကောင်းလို့ပြည်သက်တွေကချစ်ကြပါတယ်။ဒါပေမဲ့ကောင်းမွန်ဘဲကိတ်ကြော်ညာထဲမှာတော့အတန်ဆွာချေနဲ့ကောင်းမွန်ဘဲကိတ်ဆိုပြီးတခြင်းတွေအော်ဆိုနေတာပါ။တောက်တဲ့ပူဆိုတာကအဆိုပါသစင်ထူးမြင့်တဲ့နေထက်တို့ဆိုထားတဲ့ကောင်းမွန်ဘဲကိတ်ကြော်ညာကိုမီဒီယာအင်တာဗျူးတွေရဲ့ရှေ့မှာအမြဲလိုကြားနေရတာပါ။အင်တာဗျူးတစ်ခုကိုနားထောင်မှုဖွင့်လိုက်စမှာပဲသစင်ထူးမြင့်ရဲ့အတန်ကျကျကောင်းမွန်ဘဲကိတ်ဆိုပြီးထားအော်ရာကြောင့်ပြည်သက်တွေကတော့အိမ်လဲသစင်ထူးမြင့်စားလဲသစင်ထူးမြင့်အိမ်သာတလဲသစင်ထူးမြင့်ရဲ့ကောင်းမွန်ဘဲကိတ်ပဲဆိုပြီးမြင်ရောက်ကြားရောက်နေကြပြီဖြစ်ပါတယ်။